တကယ်တမ်းကျတော့ပြိဿရဲ့အလုံးဟာဧည့်သည်တွေကြီးပဲဘာတွေကြီးပဲလဲလာတော့ကလေတယောက်ထဲနော်လက်တွေခေါ်ကဖော်မပါဘူးဥစ္စာချီနီကိုရီရီလာတော့ကလေပြိဿရဲ့အဖော်ပါရဲ့လားပါဘူးဗျာလူဘဝခရီးတစ်ထောင်နာတော့တယောက်ထဲလာရသည်ပြန်သွားတော့လေတယောက်တည်းတော့လက်တွဲခေါ်ကဖောမပါဘူးဥစ္စာချီနီကိုရီရီပြန်ရမယ်ဆိုရင်လည်းပဲအဖောခေါ်လို့ရလားမရပါဘူးဗျာချင်းလာပါတယ်ကြိုက်လာပါတယ်ဆိုတဲ့သာသမီဇနီးမယားလင်ယောက်ျားခင်မွန်းတွေကတော့လိုက်ရဲ့လားမလိုက်ပါဘူးဗျာမလိုက်တာမှပြိဿရဲ့သိရင်9ရက်အပြင်အိမ်မှာတော့မထားပါဘူးထားတော့ပြိဿရဲ့ဒီလောက်အေးချမ်းတဲ့ဗုဒ္ဓသာသနာရိပ်မှာသူလည်းဧည့်သည်ဖြစ်နေခိုနာကိုလည်းဧည့်သည်ဖြစ်နေခိုနာနေတဲ့အချိန်မှာနေရမလူပါနဲ့အရေးမလူပါနဲ့စကားမများပါနဲ့ရံမဖြစ်ပါနဲ့မျှတတဲ့အတွေးစိတ်ကူးတွေနဲ့နေကြဖို့အရေးကြီးလားမကြီးဘူးလားဘာဖြစ်လို့နေရတယ်လူနေကြမှာလဲကိုနောက်ပါမှာမို့လို့လားတေတော်လဲ6ပေပဲမဟုတ်လားအဲ့ဒီ6ပေတောင်ကိုမပိုင်ဘူးကိုအောက်မှာအများကြီးကိုအတွက်လာမှလည်းအများကြီးပဲပြိဿကြီးဟုတ်လားတနေ့ကျရင်လက်တွဲတွေပြုတ်လို့အချိန်တန်အိမ်ပြန်လမ်းခေါ်ရမယ်အတူတူခိတ္တကနကြုံနေစုံနေတဲ့အချိန်မှာအမုန်းတရားတွေနဲ့နေကြမလားမပြေပါနဲ့ကိုယ့်ကိုမေးပါအခုချိန်ပြေရင်တော့မနေပါဘူးပဲပြေမှာပဲလေဘယ်အချိန်မှာကိုယ့်ကိုပြန်မေးရမလဲဆိုတော့စိတ်တွေအလိုမကျနော်ဒေါသတွေထွက်ပြီးတော့တစုံတစ်ယောက်ကိုမကျင်တဲ့စိတ်တွေဖြစ်လာတဲ့အခါဟောခြေလဲခြေတွင်ဆရာတော်ငါတို့ကိုမေးသွားတယ်ခိတ္တခဏနေရတဲ့လူလောကအချိန်နဲ့သူလဲအိမ်ပြန်ကိုလဲအိမ်ပြန်ရမယ်အတူတူအမုန်းတရားတွေနဲ့ငါနေမလားနေမယ်ဆိုရင်အဲ့ဒီစိတ်ကိုဆက်ပြီးတော့ဒေါသစိတ်နဲ့ဆက်ထွက်လာကိုကြိုက်တာကိုလုပ်လို့ရတယ်ဒီမိုကရေစီ32ပုံမှာဒီမိုကရေစီအကြဆုံးအရာဆုံးဘုံဟာလူဘုံပဲရှိတယ်တခြားဘုံတွေမှာမရလူဘုံမှာကြိုက်တာလုပ်လို့ရပါတယ်ပါဗျာနတ်ပြည်မှာရလားမရပါဘူးယမပြည်မှာရလားမရပါဘူးဗျာရောက်ဖို့လို့လားရောက်ဖို့တယ်မရောက်ဘူးမနဲ့ဘယ်လိုသိတော့ခက်တီတီပဲသူတို့ပဲမနီးရပဲပြန်လာတယ်လို့မရပါဘူးဗျာမရပါတောင်းနှင်းကြီးတွေဒါချော်လဲရောထိုင်သိကျွမ်းတာနော်ကျင်းလဲကျဲတဝင်းတို့နဲ့အတူတူပဲဟုတ်လားသို့တော်လည်းပဲပညာရှိတဲ့သူကပြေးကြည့်စေရမလိုဘူးတဲ့တွေးကြည့်တာနဲ့ဟောဖြစ်သွားပြန်ပြီဖြစ်သွားပြန်ပြီနော်ပြေးကြည့်စေရတွေးကြည့်တာနဲ့ခြေထောက်တစ်ဖက်ကျိုးနေတဲ့လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ခြေထောက်တစ်ဖက်မရှိခြင်းရဲ့ဒုက္ခကိုသိနိုင်လားမသိနိုင်လားကိုယ်တိုင်ရိုက်ချိုးเสียလိုလားမလိုပါဘူးဟုတ်လားဒါကြောင့်မလို့ပညာရာရှိရင်ပညာဆိုတာ10တန်းမဟုတ်ပါဘူး BE မဟုတ် BSE မဟုတ် MBBS ဒေါက်တာပါရဂိုတွေမဟုတ်ပါဘူးချိတ်ထားတဲ့နိုင်ငံကဘွဲဝဲစုံနဲ့ဓာတ်ပုံလည်းမဟုတ်ပါဘူးအများအတွက်တွေးပေးနိုင်တဲ့မျှတတဲ့စိတ်မျိုးရှိတဲ့သူဟာပညာတည်းရှိတဲ့သူပဲမျှတတဲ့စိတ်ရှိတဲ့သူပျော်ပါစိတ်ရှိတဲ့သူမြန်မာစကားလုံးလေးနှလုံးတော်မျှတတယ်ပြောကြည့်မျှတဲ့သူကိုတလောကလုံးကတာကောင်းလိုက်တာပြောမျှတဲ့သူကိုမမျှတဲ့သူကိုတလောကလုံးကတာလားသေအေးတာပဲအဲ့လူကြီးသေပါစေဟဲ့မြန်မြန်ရှုပ်လို့မို့တလောကကြီးကတာလားမျှတဲ့လူတိုင်းကိုတာဒီကနေ့မြတ်စွာဘုရားတပ်ပညုတပိုင်ရှင်ဘုရားရှင်ကိုရောမြတ်ကြီး32ဘုံလောကသားတွေအတွက်မျှခဲ့လားမမျှခဲ့လားတို့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းမျှခဲ့လားမမျှခဲ့လားသူဝစ်ထားတဲ့ဂျာကင်အနှွေးတဲ့ပဲပြုတ်တဲ့အကျော်တဲ့ချွတ်ပေးခဲ့တယ်မဟုတ်လားအရင်တုန်းကပြောတာပါဗိုလ်ချုပ်အရင်တုန်းကပါလဲအောင်ဆန်းတဲ့ပြောမှားမှရောက်လို့ဟုတ်လားဆိုတော့မျှတဲ့သူတိုင်းကိုမမျှတဲ့သူကိုမတဘူးသဘောပေါက်လားဒါကြောင့်မလို့မျှတတဲ့စိတ်ရှိတဲ့သူအများအတွက်ဖြည့်တွေးနိုင်တဲ့သူကိုချင်းစာတရားရှိတဲ့သူဟာပညာရှိတဲ့သူပဲဘာရှိတဲ့သူလဲအဲ့ဒါမှလူကောင်းပြောပါလေ
မြတ်စွာဘုရားကပြောတယ်လောကကြီးမှာလူတော်တွေလို့သလိုလူကောင်းတွေလည်းများဖို့လိုတယ်တဲ့လူတော်တွေပြည့်နဲ့နေပြီးတော့လူကောင်းမရှိရင်လည်းလောကကြီးပြတ်မှာတဲ့ဟုတ်လားမှန်ပါဗျာပွဲတော်ရထားတယ်ယာရုကတော့ကြီးတယ်အာနာလည်းကြီးတယ်ပါဝါလည်းနည်းနည်းနောမဟုတ်ဟုတ်လားမှန်ပါဗျာသို့တော်လည်းပဲကောင်းတဲ့စိတ်မြတ်တာတဲ့စိတ်ငါဖို့ငါရရင်ပြီးရောဘဇုသေးသေးငါလေငါထိုးအခုတော့တောင်းတင်းကြီးရောက်နေပါပြီငါမြင်းငါဆိုင်စကိုင်းရောက်ဘလို့သူတွေဘလို့ပဲပါဖြစ်ဖြစ်ငါအိတ်ထောင်ဖောင်းရင်တော်ပြီဆိုတဲ့လူတွေအတ္တကြီးတဲ့သူတွေရှိနေရင်လောကကြီးကသိပ်ပြီးတော့ရုပ်ဆိုးအကြီးတန်းတယ်ပြောစရာမကောင်းနေရဟုတ်လားဒါကြောင့်လို့ပြောချင်တာကကိုယ့်ကိုပြန်ပြီးငါအမုန်းမာနအာဃာတအမုန်းတရားတွေနဲ့လူလောကကိုအဆုံးသတ်မလားမြတ်တာတဲ့စိတ်မေတ္တာတရားတွေနော်ကိုချင်းစာတရားတွေနဲ့လူလောကကြီးကိုငါအဆုံးသတ်မလားဆိုတာဘယ်စုကိုဘယ်စုပြန်မေးမလဲအာမနာရံမေးမညာရံမေးမညာရံမေးဟုတ်လားသဘောပေါက်ရလားဒါဆိုရင်လူလောကကြီးမှာအင်မတန်နေပြောပါတယ်ပဲပြုံးနဲ့စားရတဲစုံနဲ့နေရဖုံးမေမရှိရင် wifi လေးခိုး300 wifi လေးကတ်300နေပြောတယ်ဟုတ်လားသဘောပေါက်လားအကောင်းစားဘုံကြီးတော့ကင်နိုင်တယ်ဆိုင်ကယ်ဆိုလဲကောင်းပြီရိုးရဘိန်းတော့စီးနိုင်တယ်သူ့ကြည့်တော့လဲရွှေကိုသီးလို့ပတ်စံကြီးကလည်းဖောင်းလို့သို့တော်လည်းပဲအတ္တကြီးရင်လူချင်းတယ်အတ္တကြီးရင်သဘောပေါက်လားဒါကြောင့်မလို့ဦးဇင်းတို့မိသားစုများအဲ့တဲ့အတုကအဲ့ဒါလို့ဟိုရောင်ဒီရောင်နဲ့ဘဝကိုဆုံးသတ်သွားတယ်ဟိုအိမ်သားရေးသွားနာရေးသွားလေခေါ်လို့သွားပြင်းလို့သွားနဲ့အိမ်နေပတ်ပြီးတော့မလုပ်နေတာဘဝတန္တရာခရီးသွားအစ်စ်ကြတော့အဲ့တဲ့အစ်စ်ကြတော့သူကပြန်ရမယ်ဆိုတာသိတဲ့အခါကျတော့စတက်ပိုင်းစတက်တစ်စင်းနဲ့တစ်စင်းမြင်းတဲ့ဘဝတွေကိုရောက်နောက်ဆုံးအေးချမ်းဆုံးနော်ဗုဒ္ဓဘာသာရဲ့ပန်းနိုင်တခြားလားနိဗ္ဗာန်လားနိဗ္ဗာန်ကိုရောက်အောင်သွားလားမသွားဘူးလားအဲ့ဒါအကောင်းဆုံးအစ်စ်